တေးတန်ရှင်ခံထံမှဂုဏ်တော်ချီးမွမ်းတန်ကိုကြားရမှာဖြစ်ပါတယ်ကျွန်တော်ဆိုမဲ့တစ်ချက်ကတော့ကျွန်တော်တို့ YC ရအားလုံးကပပလို့ခေါ်ကြတယ်ဆရာဒေးဗစ်ဘရုံးမူဆိုတဲ့တစ်ချင်းလေးဖြစ်ပါတယ်ကျွန်တော်ကလည်းဒီမှာတွေးတော့ရုပ်တက်ဆိုချင်လို့သာဆိုတာအမှန်မှန်တော့မတိုက်ထားဘူးဆိုတော့နားလည်မယ်လို့ထင်ပါတယ်ရောက်စီတန်းဖျားချင်းကောင်းကြီးပေးပါစေပြောင်းလဲခင်ဟိုချိန်တော့ငါဆိုကဲပေးစာမူရတဲ့ဒီတမဒီလိုနဲ့တနေ့မှယေရှုဖခင်ကကျွန်တော်ပြတ်သားကိုဆုံးမပြီးမှကိုရောချင်တော့တာအဖြစ်လက်ခံလာဆိုလေတို့ယုံကြည်သွားခဲ့ပြီအိုးစရာဘာမျိုးသားများယုံကြည်လားဒီစပါးကင်းနဲ့စိတ်သိမ်းပြီးတော့အပြန်ရောက်တဲ့ကစိတ်ကြည်ဆိုင်ရှာဒီမှာခံစားချက်တို့ဝလာကိုအောင်မသာဝေငါမဲ့ဟောပြောမဲ့ဒီစံပြီးတခင်ပြားကြောင့်မကြဘူးတဲ့ဝေနေရတဲ့ပေါင်းလို့ရှိရဒီလိုပြောရအောင်တော့ဒီတဲ့ချာရာပြင်းနေချင်းခုရအဖေကတော့ချမ်းရတဲ့လေလို့သူကျွန်တော်ကလည်းမော oh yeah eventually sister ရောက်ပါဒီတော့ပြန်လာတော့ဘယ်သူမှလည်းမခံပါရတာမိတွေပဲဘာကြောင့်ခွဲရလဲလူမျိုးရဲ့ဆွဲတွေရဲ့ကိုင်းကနာဆွဲတွေရဲ့ဒါဟာကဲတင်စရာကိုတားမြစ်ထားတယ်ဒါဟာကဲတင်စရာကိုပြဆိုတဲ့ဒါကြောင့်ဒါတွေအတွက်ဆွတောင်းပေးဖို့လိုတယ်
Sabagin, shaking beat on, and they are just a Satan says, you must have that to it. Liberal too. To know the lambo, oh yeah, eventually it's your bar. To know the lado, the blue man and camera. Yada, need it, Baja, Querale. Not swear to yeah. Get into the ago, damn it, get into the gago, so that's it. Dari, sit down, people. Yes,